spoon နဲ့ saw ပိတ်လေးတွေသုံးပြီးပါတို့ငါးကြိုက်သွားပြီဆိုရင် saw ပိတ်နဲ့ကတန့်ရိုက်လို့မရပါဘူးခင်ဗျာ saw ပိတ်ရဲ့ထိချက် saw ပိတ်ရဲ့ထိချက်ကဒီလိုလေးသွားပါတယ် okay သွားပြီ Yeah, boy. အဲ့ဒီလေးထိချက်ပါ 哎呦我的妈！ အားလုံးပဲမင်္ဂလာပါခင်ဗျဘာမီးအန်ဂလာရဲ့ outdoor channel လေးမှာပြန်လဲကြိုးဆိုလိုက်ပါတယ် အယုတ်ရမ်းရင်နေတဲ့ကန်ဒီမှာကျွန်တော်ဘလို့အယုတ်ကိုသုံးပြီးတော့စော့ပြမလဲဆိုတဲ့ဗီဒီယိုလေးပေါ့နော်အဲ့ဒါလေးကျွန်တော်တို့တူ let's go လိုက်ကြည့်ပါဦးခင်ဗျ okay ဒီအတန်ကကျွန်တော်ဒါရေငန်သုံးတဲ့အတန်ဒါဒီဟာလေးကကြတော့ကျွန်တော်ငါးသေးသေးလေးတွေပြင်ရေချက်တွေပါဒီဟုံနဲ့ပြစ်တာပေါ့နော် okay let's go ကန်သွားကြမယ်ဒါဆိုကျွန်တော်တို့အခုသွားမယ့်ကန်ကတင်ញံကုန်းကန်ဖြစ်ပါတယ် okay ကျွန်တော်ဒီ soft ပိတ်လေးနဲ့ဆော့ပြပါမယ် let's go ကျွန်တော်ပြောနေတဲ့တင်ញံကုန်းကန်ဆိုတာကလည်းစပွန်းရုပ်တရုပ်ထဲကျထားတဲ့ကန်အမျိုးအစားမဟုတ်ပါဘူးခင်ဗျစော့ပိတ်တွေကျိုးဖားတွေကျွန်တော်တို့ flying fox တွေအများအဆုံးကျထားတဲ့ကန်အမျိုးအစားဖြစ်ပါတယ်အဲ့ကန်မှာကျွန်တော်တို့ဘလို့အယုတ်ကိုသွားသုံးပြီးတော့ဘလို့မျိုးတွေစော့ကစားထားလဲဆိုတဲ့ဗီဒီယိုလေးရဲ့အသေးစိတ်ကိုကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုအားပေးကြပါအောင်ခင်ဗျဒီကန်ကြီးကတော့နည်းနည်းအယုတ်ကြများထားတယ်များတယ်အဲ့တော့ကျွန်တော်တို့စော့ပိတ်လေးချကြည့် okay လက်ကြည့်ပါဦးokay ကျွန်တော်ပြန်လာမယ်ဒါစော့ပိတ်ရဲ့ထိချက်ကဒီလိုလေးသွားပါတယ် okay ဒီမှာချက်ရှု okay တီးရောနော်ဒါကျွန်တော်တို့ဒီကောင်ကိုကျွန်တော်ပြန်ပြီးလို့တီးတခြားငါးတွေသွားပြောမှာစီလို့ okay ကျွန်တော်အိတ်သေးပဲခဏထည့်ထားမယ်နော်ကျွန်တော်ပြီးတော့ပြန်ဆုံး okay ကျွန်တော်ဒါကတော့ soft ပိတ်နဲ့ဖြစ်ပါတယ်ကျွန်တော်ပြောချင်တဲ့ message ကတော့ကျွန်တော်တို့ရုပ်ကြများထားတဲ့ကန်ဒီမှာဆိုရင်အခုလိုဒီလိုစပွန်းနဲ့ saw ပိတ်လေးတွေသုံးပြီးပါငါးကြိုက်ရန်ကောင်းပါတယ်ခင်ဗျာ okay ဒါဆိုကို
ဒီကျွန်တော်ပြောချင်တဲ့ message ကတော့ကျွန်တော်တို့ငါးကြိုက်သွားပြီဆိုရင် စောပိတ်နဲ့ကတန့်ရိုက်လို့မရပါဘူးခင်ဗျာစိတ်ရိုက်ပြီပါအဲ့ဒါနံပါတ်1လေးပြီးဆုံးချက်ပါစောပိတ်3မိနစ်ကိုနေနဲ့ဝဲဝါကနေဒီနေ ခိုင်ရဲဖြစ်တတ်ပါတယ်ခိုင်ရဲဖြစ်တတ်ပါတယ် 哎呦我的妈！ Yeah, boy. 哪里要在这嫩稍微那种嘛的就是那改变门口那推出来是耶ပြီးရတယ်စောပြီးတော့ဆွန်းဆွန်းတော့ဒီစောပြီးတော့ဆွန်းဆွန်းတော့အောက်ချက်ပြန်လာတယ်တော့ပြအားချက်လာဒီတော့ချက်ရှိုးဒီတော့ချက်ရှိုးအေးစောပြီးလည်းပြပါတယ်အေးကျွန်တော်တို့ဒါငရမ်းကကြီးတဲ့ကောင်လည်းပါတယ်ဗောနော်သေးတဲ့ကောင်လည်းပါတယ်နှစ်ကောင်ပေါ့ဒါပေမဲ့ကျွန်တော်တို့ယူမသွားတော့ဘူးဒီမှာပဲကျွန်တော်တို့ဒီပါတစ်ခါလေးပြန်လွှတ်လိုက်မယ်โอเคโอเคโอเคကျွန်တော်နှစ်ကောင်မဲရတယ်ဗောနော်ရတာကြိုက်တာတော့အုံးတိုက်တာပဲကြိုက်ချဲတယ်ဒါပေမဲ့နှစ်ကောင်မဲရလိုက်တယ်ဘိုင်ဘိုင်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျကျွန်တော်ညီကိုကြီးအခုဆိုရင်ပြန်နေပြီပေါ့နော်နောက်ကတော့တင်ញံကုန်းကြီးပါကဲနောက်တစ်ခေါက်သွားရင်လိုက်ကြအောင်မလားတင်ញံကုန်းကံโอเค ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျကျွန်တော်တို့လည်းမိုးမချုပ်ခင်ပြန်ရမှာဆိုတော့ကြည့်ရှုအားပေးကြတဲ့တူတယောက်ချင်းစီတိုင်းလည်းစိတ်ရောကိုယ်ပါရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျကျွန်တော်ဘာမီအင်္ဂလာကကိုအေးဇက်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါအောင်မယ်ခင်ဗျအားလုံးနှုတ်ဆက်ပါတယ်